ကဲတကယ်ချင်းတို့မိတ်ဆွေအားလုံးတို့တကယ်ချင်းတို့ကိုမင်းကောင်တူးရီကနေပြီးတော့လိုက်လဲကြိုဆိုလိုက်ပါတယ်မင်းကောင်ဆိုတာတစ်ချိန်ကကျေတပွင့်ပါကျေတပွင့်ကလည်းမင်းကောင်ပါပဲမင်းကောင်ကတကယ်ချင်းတို့မိတ်ဆွေအားလုံးတို့အတွက်တလပိုင်း26ရက်နေ့နာနဲ့အတွက်ကနန်းတွေကိုတင်ပေးထားလိုက်ပါပြီမင်းကောင်ရဲ့စတိုင်ကိုကြိုက်တယ်သဘောကျတယ်နှစ်သက်တယ်ဆိုရင်လက်မကလေးတွေနှိပ်ပေးသွားပါမင်းကောင်ကငယ်ချင်းတို့မိတ်ဆွေအားလုံးတို့အတွက်ကနန်း9မျိုးတင်ပေးထားလိုက်ပါတယ်မင်းကောင်ရဲ့စတိုင်ကတော့ကနန်း9မျိုးပါနံပါတ်1တလုံးပိုင်နံပါတ်2 one chain နံပါတ်3နေ့တိုက်ကြီး3လုံးနံပါတ်4နေ့တိုက်ပရိတ်3လုံးနံပါတ်5တပတ်စာပတ်တီ3လုံးနံပါတ်6ထာဝရမွေးကနန်း15ခွက်နံပါတ်9နေ့တဲ့ကနန်းများဆိုပြီးတော့ကနန်း9မျိုးတင်ပေးထားလိုက်ပါတယ်နံပါတ်5ဖြစ်တဲ့တပတ်စာပတ်တီကတော့တပတ်လုံးအသုံးပြုရမှာပါမပြောင်းလဲပါဘူးတပတ်အတွင်းမှာမပြောင်းလဲပါဘူးတပတ်စာပတ်တီ3-8ခွင်မှာကြက်ရရွေးပတ်နိုင်ပါတယ်တစ်လုံးနဲ့လည်းပတ်နိုင်ပါတယ်နှလုံးလည်းပတ်နိုင်ပါတယ်နံပါတ်6ဖြစ်တဲ့ထာဝရမွေးကနန်း15ခွက်ကတော့အမြဲတမ်းမပြောင်းလဲပါဘူးတစ်သက်လုံးမပြောင်းလဲပါဘူးထာဝရမွေးကနန်း15ခွက်ကိုကနန်းကြီးနှလုံးတွဲထွက်ပြီးတဲ့အခါတိုင်းနောက်တနည်းကနန်းအသေးနှလုံးတွဲထွက်ပြီးတဲ့အခါတိုင်းမှာကစားနိုင်ပါတယ်ဘယ်အချိန်မှာကစားရမလဲဆိုတော့ထာဝရမွေးကနန်း15ခွက်ကိုကနန်းကြီးနှလုံးတွဲထွက်ပြီးတဲ့အခါတိုင်းကနန်းသေးနှလုံးတွဲထွက်ပြီးတဲ့အခါတိုင်းကစားနိုင်ပါတယ်နံပါတ်9ကတော့နေ့တိုက်ကနန်းနေဖြစ်ပါတယ်မနေ့တစီညတစီအမြဲပြောင်းလဲပြေးနေမှာပါမင်းကောင်ရဲ့စတိုင်ကိုကြိုက်တယ်ဆိုရင်တော့လက်မကလေးတွေနှိပ်ပေးတော့ပါလက်မကလေးတွေနှိပ်ပေးသွားမယ်ဆိုရင်နေ့တိုင်းဒီကနန်း9မျိုးကိုတင်ပေးနေမှာပါမကြိုက်ဘူးဆိုရင်တော့နေ့တိုက်ကနန်းတစ်မျိုးတည်းသာတင်ပေးမှာပါကြိုက်သည်ဖြစ်စီမကြိုက်သည်ဖြစ်စီနေ့တိုက်ကနန်းတစ်မျိုးတည်းကိုသာတင်ပေးမှာပါတကယ်ချင်းတို့ကလက်မပေးဘူးဆိုရင်တော့မကြိုက်ဘူးလို့သတ်မှတ်လိုက်ပါမယ်တကယ်ချင်းတို့ကလက်မပေးတယ်ဆိုရင်တော့ကနန်း9မျိုးကိုသဘောကျတယ်ကြိုက်တယ်နှစ်သက်တယ်လို့မင်းကောင်က
အဲ့ဒီလိုတတ်မှမှာပါလက်မအပေးများလို့ရှိရင်ကဏ္ဍ9မျိုးကိုအချိန်တိုင်းတင်ပေးသွားပါမယ်လက်မအပေးနေရင်နေ့တိုင်းတစ်မျိုးတည်းသာတင်ပေးသွားမှာဖြစ်ပါတယ်အဲ့ဒါတတိပြုပြီးတော့နားဆင်လိုက်ပါအားလုံးသောတငယ်ချင်းအပေါင်းမိတ်ဆွေအပေါင်းအောင်မြင်မှုတွေနဲ့ရကြပါစေ